နတ်တငယ်လေးနဲ့လူသားကောင်လေးရဲ့ဇလန်းဟာရွာလေးတစ်ရွာကစခဲ့တာပါလှပပြီးတိတ်ဆိတ်လာတဲ့တောင်ပေါ်ရွာလေးတစ်ရွာရှိရဲ့အင်ဂျီလည်းနေပြီးနေထိုင်သူလူဦးရေလည်းနေပါတဲ့ရွာလေးပေါ့ဒီရွာလေးဟာလှပတဲ့မြင်ကွင်းတွေစိမ့်လန်းတဲ့စိုက်ခင်းတွေနဲ့အေးချမ်းတိတ်ဆိတ်လာတယ်ရွာလေးထဲမှာတော့ဆေးရဲနွမ်းပါလာတဲ့မိသားစုလေးတစ်စုရှိတယ်အဖေရဲ့အမေရဲ့သားလေးတစ်ယောက်ပဲရှိပြီးသားလေးနာမည်ကတော့မောင်အေးတဲ့မောင်အေးဟာသဘောကောင်းပြီးစိတ်ထားဖြူစင်တဲ့ကောင်လေးတယောက်ပေါ့အိမ်မှာလိုအပ်တာတွေကိုလည်းအမေကူညီလုပ်ကင်ပေးတယ်ထင်းကောက်ပေးတယ်ရေပယ်ပေးတယ်အိမ်ရဲ့ကိစ္စအတော်များများကိုမောင်အေးကလုပ်ကင်ပေးတယ်အိမ်ရဲ့တန်ရှင်းအေးကစားလို့အမိုက်တွေဖြစ်ချိန်တိုင်းအလဲမောင်အေးကပဲဖြစ်ပေးတယ်အိမ်ရဲ့စိုက်ခင်းလေးရေလောင်းတာကိုလည်းမောင်အေးကပဲအချိန်မှန်မှန်လုပ်ပေးတယ်ပန်းချံလေးမှဆိုရင်လေမောင်အေးကတဏီကုံပန်းလေးတွေကိုဂရုစိုက်ပေးတယ်ဒီလိုစိတ်တဘောထားကောင်းပြီးမိဘတွေကိုကူညီတဲ့မောင်အေးစီကိုတနေ့တော့စမ်းချေတဲ့အတောင်ပန်ပါတဲ့နတ်တကယ်လေးတစ်ကောင်ရောက်လာတယ်မောင်အေးလည်းမြင်မြင်ချင်းတော့လန့်သွားတာပေါ့နားရွက်ရှည်ရှည်ချွန်ချွန်လေးတွေနဲ့အတောင်ပန်လေးတစ်ဖြက်ဖြက်ခတ်ပြီးသူ့နောက်ကိုလိုက်နေလို့မောင်အေးလည်းခြေကုံတုတ်ပြေးရတော့လေသူဘလောက်ပြေးပြေးနတ်တငယ်လေးကတစ်ချက်မှပြောင်းမသွားဘူးပြီးတော့သူကမောင်အေးကိုတခုခုပြောဖို့ကြိုးစားနေတယ်ပြေးလို့မလွတ်တဲ့အစုံမောင်အေးကရပ်တန့်လိုက်ပြီးမြင့်မဲ့သူလေငါကနတ်တငယ်လေးမှာကောင်းသူတွေကိုလိုက်ရှာပြီးကဲတင်ပြီးနေတဲ့နတ်တငယ်လေးပါမကြောက်ပါနဲ့လူနတ်တငယ်လေးကပြောလေဒါနဲ့မောင်အေးကမင်းကဘာတွေလုပ်တတ်လို့လဲလို့ပြောတော့နတ်တငယ်လေးကရွှေရောင်အမုံလေးတွေကိုဖန်ဆင်းပြတယ်မောင်အေးကမင်းကတော်လိုက်တာလို့ဆိုတော့နတ်တငယ်လေးကမင်းလောက်မတော်ပါဘူးကွာမင်းကမိဘတွေကိုအမြဲကူညီနေလဲသူငါထက်အများကြီးပို့တော်တယ်အခုကဘာလို့ငါနောက်ကလိုက်နေတာလဲမောင်အေးကမေးလိုက်တယ်ဒီတော့မှနတ်တငယ်လေးကငါကစိတ်ထားကောင်းတဲ့သူတပားသူလေးကိုကူညီတဲ့သူအေးဆေးတည်ငြိမ်တဲ့သူလေးကိုလိုရာစုတောင်းဖို့လိုက်ပြောနေတဲ့နတ်တငယ်လေးပါမင်းတို့လိုမိဘကိုကူညီတဲ့သူစိတ်ထားကောင်းတဲ့သူတွေလိုရာစုတောင်းတဲ့အခါငါကဖြည့်ဆည်းပေးရတဲ့နတ်တငယ်လေးပေါ့ဒီလိုနတ်တငယ်လေးကပြောတဲ့မောင်အေးလဲစင်ရဲနွမ်းပါပြီးပင်ပန်းနေရရှာတဲ့မိဘနှစ်ပါးကိုမြင်ရောက်မိသွားတယ်။ဒါနဲ့ပဲမောင်အေးဟာမိဘတွေမပင်ပန်းရအောင်ရွှေငွေကြောက်တံပတ်သမားတွေပေးပါ။မောင်အေးရဲ့ဆူတောင်းဟာမိဘတွေပဲဖြစ်နေလို့နတ်တငယ်လေးကပြုံးပြီးဖြည့်စေလို့ဆိုကရွှေငွေကြောက်တံပတ်သမားတွေကိုမောင်အေးကိုပေးလိုက်တယ်။မောင်အေးမဲသူမိဘတွေအိမ်ကောင်းကောင်းလေးနဲ့ချမ်းချမ်းသာသာလေးနေရတော့မှကိုတွေးမိပြီးအတိုင်းမသိပြောသွားလေ။မောင်အေးလည်းအလွန်ပျော်သွားပြီးအိမ်ကိုပြေးလာခဲ့တယ်။အဖေကြီးအမေကြီးတားတို့တော့ချမ်းသာပြီ။မောင်အေးရဲ့အော်တန်းကြောင့်မောင်အေးအဖေနဲ့အမေလည်းအိမ်ထက်ကထန်လာပြီးရတနာထုတ်ကိုပိုက်ထားတဲ့မောင်အေးကိုမြင်တော့ဝမ်းသာအားရဖွေဖက်ကြတယ်။ဒါဘယ်ကရလာတာလေးသားလေးလို့မေးတဲ့အခါမောင်အေးကနတ်တငယ်လေးကပေးတာပါလို့ပြောလိုက်တယ်။မောင်အေးအဖေနဲ့အမေလည်းကျေးဇူးတင်လိုက်တာနတ်တငယ်လေးလေလို့ကျေးဇူးတင်စကားဆိုတဲ့အခါနတ်တငယ်လေးကစိတ်ထားကောင်းပြီးမိဘကိုကူညီတတ်တဲ့သူလေးကိုကူညီနေကြဖြစ်လို့အခုလည်းကူညီလိုက်တာပါ။တွားလိုက်ပါဦးမယ်။တအိမ်အိမ်ကမိဘကိုကူညီတဲ့သူကိုရှာရအောင်မယ်လို့ပြောပြီးနတ်တငယ်အေးကအတောင်ပန်လေးတစ်ဖြက်ဖြက်ခတ်ခါထွက်သွားရတော့တယ်။ကဲဖေဖေတို့မေမေတို့ရေမိဘတွေကိုကူညီပြီးလုတ်ကင်ပေးတဲ့သားသမီးလေးတွေရှိရင်သူတို့အနာကိုအတောင်ပန်လေးတွေနဲ့အကောင်သေးသေးလေးတွေလာခဲ့ရင်မစိုးရင်ပါနဲ့နော်။အဲ့ဒါဟာစိတ်ထားကောင်းတဲ့သူလေးတွေကိုလိုက်ရှာပြီးကူညီပေးနေတဲ့နတ်တငယ်လေးတွေဖြစ်လို့အန်ဒီရဲ့မပေးပါဘူးနော်။သားမိမိတို့လည်းနတ်တငယ်လေးတွေတွေ့တဲ့သူရှိရင်အဲ့ဒါကိုကစိတ်ထားကောင်းတဲ့သူဖြစ်နေလို့တွေ့ရတာပါ။နတ်တငယ်လေးတွေတွေ့တဲ့သူရှိရင်လည်းဦးဟက်ပီကိုလာပြောပြကြပါအောင်နော်။